ကျေးဇူးရှင်အာစရိယဆရာတော်ကြီး AC Bhaktivedanta Swami Prabhupada ဆရာတော်ကြီးစတင်တည်ထောင်ခဲ့တဲ့ ISKCON လို့ခေါ်တဲ့ပြည်ပြည်ဆိုင်ရာကရစ်ယာန်အနုဒ္ဓရီအသင်းကြီးကိုတန်းနဲ့ချီသောကမ္ဘာသူကမ္ဘာသားများသိရှိနေကြပြီဖြစ်ပါတယ်။ဒါပေမဲ့ဆရာတော်ကြီးကတော့ကိုနောက်ွယ်မှာပဲထားခဲ့ပါတယ်။ကိုကျိုးအတွက်ပဲလို့ရည်မှန်းချက်ကိုမှမထားခဲ့တဲ့ဆရာတော်ကြီးဟာဘုရားရှင်ကိုချစ်မြတ်နိုးစွာအလုပ်ကျွေးပြုခြင်းဆိုတဲ့ကရစ်ယာန်အနုဒ္ဓရီကျင့်စဉ်ကိုရိုကျိုးနှိမ့်ချစွာအားထုတ်ပြီးသာသနာပြုခဲ့ပါတယ်။ဆရာတော်ကြီးရဲ့အောင်မြင်မှုတွေနဲ့ဆောင်ထိန်ခဲ့တဲ့သီလကသမိုင်းမှာပျောက်ပြက်မသွားခဲ့ပါဘူး။ကမ္ဘာဘာသာရေးပါရဂူတွေနဲ့ပညာရှိတွေကဆရာတော်ကြီးရဲ့ထူးခြားတဲ့လှုပ်ဆောင်မှုတွေကိုချီးမွမ်းခဲ့ကြပါတယ်။လူသားထောင်ပေါင်းများစွာကဆရာတော်ကြီးကိုမျက်နှိုးရဆုံးမိတ်ဆွေတူစေတနာရှင်ကြီးတူလို့မေတ္တာပို့ခဲ့ကြပါတယ်။အနောက်ဗာဂျီးနီးယားတောင်တန်းမှာဆရာတော်ကြီးရဲ့အမှတ်တရအဖြစ်ကျောင်းတော်ကြီးကိုတပည့်တာဝကတွေကတည်ထားခဲ့ကြပါတယ်။ယခုအခါမှာတစ်နှစ်ကိုဧည့်သည်တန်းကျော်လာရောက်တဲ့နေရာတစ်ခုဖြစ်လို့လာခဲ့ပါပြီ။ဒါနဲ့အတူကမ္ဘာတစ်ဝန်းလုံးမှာဆရာတော်ကြီးကြောင့်ဘဝမှာပြောင်းလဲခဲ့ကြတဲ့လူတိုင်းဟာဆရာတော်ကြီးပရိပတ်အတွက်ယင်ထဲကပြောစရာစကားတွေရှိနေခဲ့ကြပါတယ်။ Hare Krishna Krishna Hare 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 Rama Hare ဘုရားရှင်ရှီကရစ်ယာန်ကိုအမြဲတမ်းသတိရပါဘယ်တော့မှမမေ့ပါနဲ့ဒါဟာနှစ်ပေါင်းထောင်ချီကလေးကတရားဒေသနာထွန်းကားလာခဲ့တဲ့အိန္ဒိယပြည်ကြီးကကျွယ်ဝလှတဲ့လောကုတ္တရာယဉ်ကျေးမှုရဲ့ပန်းတိုင်ဖြစ်ပါတယ်ယနေ့အချိန်တိုင်းဘုရားရှင်ရှီကရစ်ယာန်ကိုအားလုံးအတိတ်ရရှိနေကြပါတယ်ဘိတုကတုခုမှာပကြီးပပုဇတ်တပင်တချင်းအကဒသနာကတဆင့်ဘုရားရှင်ရဲ့ဘုန်းတော်ဂုဏ်တော်တွေကိုတီမွန်ထောပနာပြုနေကြဆဲဖြစ်ပါတယ်ဗြိတိရှ်အင်ပါယာရဲ့ယရနာအိန္ဒိယနိုင်ငံရဲ့မြို့တော်ကာလကတ္တာမြို့1896ခုနှစ်ကျယ်ဝန်းလှတဲ့ပန်းခြံကြီးတွေကြီးမားလှတဲ့အိမ်ကြီးရခိုင်တွေရှိတဲ့ကျွယ်ဝချမ်းသာတဲ့မြို့အဘိုင်ချရဏအရဝိန္ဒဘဂတိဝေဒန္တဆွာမီပရဘုပတ်ကိုအဲဒီမြို့မှာမွေးဖွားတန်းဆင်ခဲ့ပါတယ်မွေးကလေးကဘုရားရှင်ကရစ်ယာန်ရဲ့ဖြူစင်တဲ့တာဝကတူဖြစ်တဲ့အဘိုင်ချရဏအရဝိန္ဒဟာကျွယ်ဝချမ်းသာတဲ့ဂုဏ်တဲ့မျိုးရိုးမှာကြီးပြင်းလာခဲ့ပါတယ်လူမမဲအရွယ်ကလေးကသူဟာဖခင်နဲ့အတူရာധാကရစ်ယာန်ဘုရားကျောင်းကိုတွားလေရှိပါတယ်အသက်၄နှစ်အရွယ်မှာအဲဒီဘုရားရှင်ရုပ်ပွားတော်ကိုအိမ်မှာပူဇော်ကိုးကွယ်ခဲ့ပါတယ်ဘုရားရှင်ကရစ်ယာန်ရဲ့ပန်းထားပွဲတော်ရသယတရာပွဲတော်အကြောင်းအဘိုင်ချရဏအရဝိန္ဒကြားတဲ့အခါသူ့မှာကိန်းအောင်နေတဲ့ဘုရားရှင်အပေါ်ထားရှိတဲ့ချစ်မြတ်နိုးစိတ်ဟာပိုပြီးထင်ရှားလာခဲ့ပါတယ်ဖခင်ကြီးရဲ့အကူအညီကိုယူပြီးအဘိုင်ဟာအိမ်နီးချင်းကလေးတွေကိုစုလိုက်ပြီးနှစ်စဉ်အဲ့ဒီပန်းထားပွဲတော်ကိုသူ့နီးသူ့ဟန်နဲ့ကလေးပြီးကျင်းပခဲ့ပါတယ်အသက်၈နှစ်ရောက်တဲ့အခါအဘိုင်ကိုမော်တီလာဆီလ်စကူးကျောင်းကိုပို့ခဲ့ကြပါတယ်အထက်တန်းအောင်မြင်ပြီးတဲ့အခါကောလကတာမြို့ရဲ့နာမည်အကြီးဆုံးကောလိပ်ဖြစ်တဲ့ Cottage Churches College ကိုဆက်လက်တက်ရောက်ခဲ့ပါတယ်အဲ့ဒီအချိန်ကမဟာတမဂန္ဒီဟာဗြိတိန်နိုင်ငံလို့ကုန်ပစ္စည်းမှန်သမျှကိုမသုံးဘဲတပိတ်မှောက်ဖို့စော်ဩနေတဲ့အချိန်ဖြစ်ပါတယ်ဂန္ဒီဝါဒဟာအိန္ဒိယနိုင်ငံအနှံ့ပြန့်နေတဲ့အချိန်လည်းဖြစ်ပါတယ်မပူးပေါင်းရေးဝါဒနဲ့အိန္ဒိယကိုစီးလုံးသွားအောင်လုပ်နေတဲ့ကာလဖြစ်ပါတယ်အိန္ဒိယနိုင်ငံရဲ့ယဉ်ကျေးမှုနဲ့ပြည်သူတွေကိုအားတက်စေပြီးဗြိတိရှတွေကိုနောက်တွန့်သွားစေတဲ့အဲ့ဒီအချိန်ကလေးကအဘိုင်ချရဏရဟာဂန္ဒီရဲ့လှုပ်ရှားမှုကိုအားပေးတဲ့လူတစ်ယောက်ဖြစ်လို့လာခဲ့ပါတယ်ဒါပေမဲ့1920ဟာအဘိုင်ချရဏရဲ့ဘဝကိုတစ်စစ်ချိုးပြောင်းသွားစေတဲ့နှစ်ဖြစ်ပါတယ်သူဟာအဲ့ဒီအချိန်ကဘုရားရှင်ကရစ်ယာန်ရဲ့အကြီးမြတ်ဆုံးတာဝကတူဖြစ်တဲ့ဘဂတိစိဒ္ဓန္တဆရစတိကိုဆွာမီဆရာတော်ကြီးကိုတွေ့ဆုံဖူးတွေ့ခွင့်ရခဲ့ပါတယ်ဆရာတော်ဘဂတိစိဒ္ဓန္တဆရစတိဟာဘုရားရှင်ကရစ်ယာန်စီကစတင်ခဲ့တဲ့ဆရာတာဝကအစဉ်ဆက်ကဆင်းသက်လာတဲ့သူတော်စင်ဂုရုတစ်ပါးဖြစ်ပါတယ်ဆရာတော်ကဘုရားရှင်ကရစ်ယာန်ရဲ့တရားဒေသနာဟာအိန္ဒိယနိုင်ငံရဲ့လွတ်လပ်ရေးကိစ္စကိုကြော်လွန်တည်ရှိတယ်ဆိုတာအဘိုင်ကိုယုံကြည်အောင်မိန့်ကြားသွားခဲ့ပါတယ်ဆရာတော်ကအနောက်တိုင်းကိုကရစ်ယာန်အနုဒ္ဓရီသာသနာပြန်ပွားစေဖို့အဘိုင်ချရဏကိုမေတ္တာရပ်ခံခဲ့ပါတယ်အဘိုင်ချရဏဟာဆရာတော်ကြီးကိုယင်တဲကလေးစားကြည်ညိုသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာအဘိုင်ချရဏမှာတိုးပွားလာတဲ့မိသားစုရှိနေပါတယ်သူဟာအလာဟာဘတ်မြို့ကိုပြောင်းရွှေ့ခဲ့ပြီးအောင်မြင်တဲ့ဆေးဆိုင်ကိုစတင်ခဲ့ပါတယ်အဲ့ဒီတစ်ချိန်လုံးမှာဂရုဆရာတော်ရဲ့စကားတွေဟာသူ့ရဲ့ရင်ထဲမှာအမြဲပဲ့တင်ထနေခဲ့ပါတယ်1933မှာ
သူဟာထရီလာဘတ်တီစီဒန်တာဆွာမီထံကတရားဝင်တပည့်တော်ကအဖြစ်ကိုခံယူခဲ့ပါတယ်ဆရာတော်ကြီးကသူဟာအချိန်တန်ရင်အားလုံးကိုလှုပ်ပြလိမ့်မယ်လို့အဲ့ဒီအချိန်ကလေးကမိန့်ကြားခဲ့ပါတယ်3 နှစ်ကြာသွားတဲ့အချိန်ဘတ်တီစီဒန်တာဆရာတော်ကွယ်လွန်ခဲ့ပါတယ်အဘိုင်ချရန်ကိုအင်္ဂလိပ်ဘာသာနဲ့သာသနာပြုဖို့မှာကြားသွားခဲ့ပါတယ်အဘိုင်ချရန်ဟာအဲ့ဒီဩဝါဒကိုနှလုံးသားအတွင်းမှာနှက်ဆိုင်စွာထားရှိလိုက်ပါတယ်အဲ့ဒီအချိန်ကစပြီးသူဟာစာရေးပါတော့တယ်1944မှာအဘိုင်ချရန်ဟာနှစ်ပတ်တစ်ကြိမ်ထုတ် Back to Godhead magazine ကိုတူဒီထုတ်ဝေဖြန့်ချီခဲ့ပါတယ်ပထမဆုံးထွက်ရှိတဲ့စာဆောင်မှာစစ်ပွဲရဲ့ဆိုးကျိုးတွေကိုဖော်ပြရေးသားခဲ့ပါတယ်ကမ္ဘာစစ်ကြီးဟာအနှစ်20အတွင်းမှာဒုတိယအကြိမ်တောက်လောင်မဲ့ဆဲဖြစ်နေပါတယ်ဆရာတော်ရဲ့မဂ္ဂဇင်းကကမ္ဘာတစ်ခုလုံးကလူသားတွေစစ်ကိုရပ်ချင်နေပါပြီသို့တော့သူတို့ဟာဖျားရှင်ရဲ့နိုင်ငံတော်ကိုဖျားမရှိဘဲလိုချင်နေကြတယ်ဒါပေမဲ့အဲ့ဒီလိုတိုင်းပြည်မျိုးမရနိုင်ပါဘူးပြီးတော့ကျွန်တော်တို့လှုပ်လိုက်သမျှအစီအစဉ်တွေဟာဖျားဘက်ကိုမလဲမချင်းကျွန်တော်တို့ရဲ့တကူကောင်းစိတ်ကြောင့်ပျက်စီးသွားမှာဖြစ်တယ်လို့ရေးသားခဲ့ပါတယ်စစ်ကြီးပြီးသွားတဲ့အခါအဘိုင်ချရန်ဟာဂျန်စီမြို့ကိုပြောင်းရွှေ့ခဲ့ပါတယ်အဲ့ဒီမှာ League of Devotees ဆိုတဲ့အဖွဲ့ကိုဖွဲ့စည်းလိုက်ပြီးအပြည်ပြည်ဆိုင်ရာအသင်းကြီးအဖြစ်ဗြိဉ္ဉ်စာရန်ကိုပြင်ဆင်ခဲ့ပါတယ်အဲ့ဒီအသင်းဝင်တွေဟာဖျားကိုဗဟုပြုတဲ့ငြိမ်းချမ်းတဲ့ဘဝမှာနေထိုင်သွားမဲ့သူတွေဖြစ်ကြပါတယ်ဆရာတော်ကြီးရဲ့ပထမဦးဆုံးတာဝကလည်းဖြစ်အသင်းဝင်လည်းဖြစ်တဲ့အာချာရီယာပရဘာကာကအခုလိုပြန်ပြောင်းသတိရပါတယ်အဘိုင်ဘာဘူးဟာအမြဲတမ်းပဲကရစ်နာနုဒ္ဓတိကိုသင်ကြားပေးပါတယ်သူတန်ကိုလူတွေတရားသိဖို့လာကြပါတယ်တရားနာပြီးတဲ့သူတော်တော်များများကအဘေးထံမှာဘဲခံလို့ကြပါတယ်အဲ့ဒီအခါသူကကျုပ်ကတပည့်ခံပေးနိုင်ပါတယ်ဒါပေမဲ့ပထမဦးဆုံးသင်တို့ကဘုရားရှင်ရဲ့နာမတော်ကိုရွတ်ဆိုရလိမ့်မယ်စလိတ်တောက်တာအသားစားတာကာမမှုကိုမှားယွင်းစွာကျင့်တာကောင်းကစားလုပ်တာအဲ့ဒါတွေကိုစွန့်ရလိမ့်မယ်ဒါပေမဲ့အဲ့ဒီအကျင့်ဆိုးတွေကိုစွန့်ဖို့သဘောတူညီတဲ့သူအင်မတန်မှရှားပါပါတယ်နောက်ထပ်ပြောခဲ့ပါသေးတယ်အိန္ဒိယကလူတွေအနောက်တိုင်းကိုအတူခိုးနေကြတယ်ကျုပ်ကအနောက်တိုင်းကတပည့်တော်ကတွေရအောင်လုပ်မယ်အဲ့ဒီအခါအနောက်တိုင်းကလူတွေဓမ္မရဲ့အခြေခံတွေလိုက်နာတာတွေ့ရင်အိန္ဒိယကလူတွေပါလိုက်လုပ်ကြလိမ့်မယ်ဓမ္မကိုစောင့်ထိန်လိုက်နာတဲ့အဘိုင်ချရန်ဟာအသက်58နှစ်မှာအိမ်တောင်တဲ့ဘဝကိုစွန့်ခွာပြီး9နှစ်အကြာမှာယဟန်စနျာစီဘဝကိုခံယူခဲ့ပါတယ်ဘွဲအမည်ကတော့ AC Bhaktivedanta Swami ဖြစ်ပါတယ်ဆရာတော်ဟာဖျားပွင့်ရာဝရင်ဒါဝန်မှာရှိတဲ့သမိုင်းဝင်ရာဓာဒါမိုဒရဖျားเจ้าမှာတရင်သုံးခဲ့ပြီးကျမ်းစာတွေကိုနက်နဲလေ့လာကစာပေရေးသားခြင်းကိုပြုခဲ့ပါတယ်ရင်ဒါဝန်ဆိုတာဘုရားရှင်ခရစ်နာလွန်ခဲ့တဲ့နှစ်ပေါင်း9000ကျော်ကဆင်းသက်ပွင့်တော်မူရာဘူမိနတ်တံဖြစ်ပြီးဒီကမ္ဘာမှာအမြင့်မြတ်ဆုံးဌာနီရဲ့လို့သူတော်စင်များကလက်ခံပူဇော်တဲ့ဌာနီလည်းဖြစ်ပါတယ်အဲ့ဒီဌာနီမှာနေတဲ့တခြားသောယတိယဟန်တွေနဲ့မတူတာကဆရာတော်ကြီးဟာအငိမ့်စားယူဖို့မစင်စားခဲ့တာပဲဖြစ်ပါတယ်ဆရာတော်အတွက်ရင်ဒါဝန်ဟာစိတ်အားထက်သန်မှုကိုပေးတဲ့ဘူမိနတ်တံဖြစ်ပါတယ်ဘုရားရှင်ရဲ့နာမတော်ကိုရွတ်ဆိုဖို့ပူဇော်ဖို့စာရေးဖို့အကောင်းဆုံးနေရာဖြစ်ခဲ့ပါတယ်ဒီဌာနီမှာဆရာတော်ဘဝမှာအဓိကမှတ်တိုင်ဖြစ်စေမဲ့ဘုရားရှင်ရဲ့ဗက္တိအလုပ်ကျွေးဆိုင်ရာဂန္ဓဝင်ကျမ်းကြီးဖြစ်တဲ့ Srimad Bhagavatam ကျမ်းကိုအင်္ဂလိပ်ဘာသာနဲ့ပြန်ဆိုပြီးရှင်းလင်းချက်များရေးသားမှုကိုစတင်ခဲ့ပါတယ်အဲ့ဒီကျမ်းကြီးကို Bhaktivedanta Swami ကလူပေါင်းတစ်ခုလုံးကိုလောကုတ္တရာဓာတ်တွေစီးဖြန်းသွားစေမဲ့ယဉ်ကျေးမှုရဲ့တင်ဆက်မှုလို့ခေါ်ဆိုခဲ့ပါတယ်ဆရာတော်ဟာသူထုတ်ဝေခဲ့တဲ့မဂ္ဂဇင်းနဲ့စာအုပ်တွေပုံနှိပ်ရေးအတွက်မဝေးလှတဲ့ဒယ်လီမြို့ကိုမကြာခဏသွားရပါတယ်ခရီးသွားတာပင်ပန်းပြီးအချိန်ကုန်လှပေမဲ့ Bhaktivedanta Swami ဟာဘုရားရှင်ခရစ်ယာန်ချစ်မြတ်နိုးတဲ့အလုပ်ကျွေးကိုသာသနာပြုတဲ့လုပ်ငန်းမှာစာအုပ်စာပေဟာအရေးကြီးတဲ့အစိတ်ပိုင်းဖြစ်ကိုလက်ခံခဲ့ပါတယ်ကျွန်ုပ်တို့ရဲ့ခေါင်းဆောင်များသည်အိန္ဒိယနိုင်ငံရဲ့လောကုတ္တရာဒနာဥစ္စာများကိုစနစ်တကျဘေးဖယ်ထားခဲ့ကြပြီးရုပ်ဝါဒဆန်သောအနောက်တိုင်းကိုအတုခိုးလျက်ရှိကြကုန်၏သို့သောလူအများကအရင်ကထက်ပင်ပို၍စိတ်မချမ်းမသာဖြစ်နေကြရ၏အဘဲကြောင့်ဆိုသောဘဝတွင်အရေးကြီးဆုံးဖြစ်သောလောကုတ္တရာကိုခြံလှပ်ထားခဲ့ခြင်းကြောင့်ဖြစ်၏လို့ရေးသားခဲ့ပါတယ်ဒီလီမြို့တော်မှာဂျာရိုကိုရိုင်း Back to Godhead magazine လိုက်လံဖြန့်ဝေခဲ့ပါတယ်ရသည်များငွေကြေးအလှူငွေတွေနဲ့
ပုံနှိပ်ရေးအဆက်မပြတ်စေဖို့အတွက်ရုန်းကန်ခဲ့ရပါတယ်။စွန်ဒရာကူမာဂျိန်းဆိုတဲ့ပုံနှိပ်သူကိုလည်းပုံမှန်တွေ့ဆုံတတ်ပါတယ်။ ကျွန်တော်ပထမဦးဆုံးဆရာတော်ကိုတွေ့တဲ့အချိန်က1956ခုဖေဖော်ဝါရီလမှာဖြစ်ပါတယ်။ဘုရားရှင်ထံတော်ပါသို့မဂ္ဂဇင်းပုံနှိပ်ဖို့ကျွန်တော်ပုံနှိပ်တိုက်ကိုရောက်လာခဲ့တာဖြစ်ပါတယ်။ဆရာတော်ဟာစာအုပ်ထုတ်ဖို့တော်တော်ခက်ခက်ခဲခဲငွေရှာနေတာတွေ့ရပါတယ်။ဆရာတော်ဟာပုံနှိပ်တိုက်ကိုနေ့တိုင်းလိုရောက်လာတတ်ပါတယ်။ပုံနှိပ်ပြီးရင်ကျန်တာတွေကိုကိုယ်တိုင်လုပ်ပါတယ်။သူဟာဒီဇိုင်းမမတ်လုပ်တတ်သူတစ်ယောက်ပါ။ပုံနှိပ်ကမပေးနိုင်တဲ့အခါမျိုးမှာကျွန်တော်မေးလေရှိပါတယ်။ဘာလို့များဆက်ပြီးပုံနှိပ်နေရတာလဲ။ရက်လိုက်ရင်မရဘူးလားလို့အဲ့ဒီအခါဆရာတော်ကရက်လို့မရပါဘူးဒါကျုပ်ရဲ့ဘဝမစ်ရှင်ဖြစ်တယ်ဆိုရင်ဒရာကူမာကျုပ်ရဲ့သာသနာပြုလုပ်ငန်းအောင်မြင်တာကိုတကားကြီးတရက်တွေ့ရလိမ့်မယ် that I will succeed in my mission 1964ခုမှာကြာတော်ကြီးဟာရှရီမတ်ဘာဂဝတမ်ကျမ်းကြီးအတွဲ3တွဲကိုဘာသာပြန်ဆိုကြီးစီးပြီးထုတ်ဝေနိုင်ခဲ့ပါတယ်အိန္ဒိယနိုင်ငံရဲ့ဝန်ကြီးချုပ်လာလ်ဘာဟာဒူရှာစတရီကဆရာတော်ကြီးရဲ့အောင်မြင်မှုကိုချီးကျူးခဲ့ပြီးအိန္ဒိယတနိုင်ငံလုံးမှာရှိတဲ့လူထုစာကြည့်တိုက်တွေမှာအဲ့ဒီကျမ်းကိုထားရှိဖို့ပြောကြားခဲ့ပါတယ်။ဆူမတီမိုရာဂျီဟာစင်ဒီယာစတီမ်ရှစ်ကုမ္ပဏီရဲ့ဥက္ကဋ္ဌဖြစ်ပါတယ်။ရှရီမတ်ဘာဂဝတမ်ကျမ်းပထမ3တွဲကိုပုံနှိပ်ဖို့နဲ့အဲ့ဒီကျမ်းတွေကိုအမေရိကန်နိုင်ငံကိုရောက်ရှိဖို့အတွက်လှူဒန်းခဲ့သူလည်းဖြစ်ပါတယ်။ And he used to come every evening. ဆရာတော်ကြီးဟာညနေတိုင်းလိုရောက်ရှိလာတတ်ပါတယ်။တနေ့မှတော့ဆရာတော်ကြီးကသူအမေရိကသွားခြင်းတယ်လို့မိန့်ပါတယ်။ကျမအံ့ဩသွားခဲ့တယ်။ကျမကဆွာမီကြီးအသက်တော်ကြီးပြီမသွားပါနဲ့လား။အဲ့ဒီကအေးဒံကိုလည်းခံနိုင်မှာမဟုတ်ပါဘူးလို့ပြောပေမဲ့ဆရာတော်ကအလျှော့မပေးပါဘူး။အဲ့ဒါနဲ့ကျမကကောင်းပါပြီ။အဲ့ဒီနောက်ဂျလဒူတာဆိုတဲ့တမောနဲ့ဆရာတော်ကိုတင်ပေးဖို့အစီအစဉ်လုပ်ပေးလိုက်ပါတယ်။အမေရိကကိုသွားတဲ့ခရီးမှာဆူရတ်ကိုထက်တဲ့နေ့ဟာဖျားရှင်ခရစ်ယာန်ကွန်းတော်မူတဲ့အခါသမယဖြစ်ပါတယ်။ဆရာတော်ဟာတင်မောမှာပွဲတော်ကျင်းပပေးခဲ့ပါတယ်။အရာရှိတွေတင်မောသားတွေအားလုံးကိုစုယုံပြီးဂါထာတော်တွေကိုရွတ်ဆိုစေခဲ့ပါတယ်။ပြီးတော့အားလုံးကိုစွန့်တော်ကြဘောဇင်မြပရရှာဒမ်ကိုပြည့်မွေးခဲ့ပါတယ်။ တက်တော်80ရှိပြီဖြစ်တဲ့တူရီတော်ခရီးသည် AC ဘက်တီဝိဒန်တဆွာမီဟာသမုဒ္ဒရာကိုဖျက်ကျော်ပြီးကမ္ဘာတစ်ဖက်ချမ်းကိုခရီးနှင်လျက်ရှိပါတယ်။ဆရာတော်ထံမှာတရားစစ်ပါတဲ့ကျမ်းတွေနဲ့ခိုင်မာတဲ့ယုံကြည်မှုရှိနေခဲ့ပါတယ်။ဇလာဒူတာခရီးကဆရာတော်အတွက်ကြီးမားသောစိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ဘက်တီဝိဒန်တဆွာမီဟာတင်မောပေါ်မှာနေထိုင်မကောင်းဖြစ်ပါတော့တယ်။ရင်ထဲမှာအင်မတန်အောင့်တဲ့ဝေဒနာကိုခံစားခဲ့ရပါတယ်။နှစ်ရက်အတွင်းမှာနှလုံးဖောက်ပြန်တာနှစ်ကြိမ်ကြုံရပါတယ်။နောက်တစ်ကြိမ်နှလုံးဖောက်ပြန်ခဲ့မယ်ဆိုရင်အသက်ရှင်နိုင်မှာမဟုတ်တော့ဘူးလို့ထင်ခဲ့ပေမဲ့ဆရာတော်ဟာပြန်ပြီးသက်သာလာခဲ့ပါတယ်။ဆရာတော်အခုလိုမှတ်တမ်းတင်ခဲ့ပါတယ်။ဒီကနေ့နည်းနည်းသက်သာတယ်။ဒါပေမဲ့ရင်ဒါဝန်နဲ့ကြွေးကွင်းခြင်းကိုခံစားနေရပါတယ်။ကျုပ်ဟာအရေးချင်းရှိတဲ့လူတစ်ယောက်မဟုတ်ပါ။ကျွန်ုပ်ရဲ့ဂရုဆရာတော်ရဲ့ဩဝါဒအမိန့်ကိုဖြည့်ဆည်းဖို့တစ်ခုတည်းအတွက်အခုလိုစွန့်စားခဲ့ရတာဖြစ်ပါတယ်။1965ခုစက်တင်ဘာလ18ရက်နေ့မှာဂျလာဒူတာတင်မောဟာအမေရိကန်နိုင်ငံဘော့စတွန်ဆိပ်ကမ်းကိုဆိုက်ရောက်ခဲ့ပါတယ်။ဘက်တီဝိဒန်တဆွာမီတင်မောပေါ်မှာအခုလိုရေးသားခဲ့ပါတယ်။ချစ်ခင်မြတ်နိုးရပါသောဘုရားရှင်ခရစ်ယာန်ရှင်ဘုရားသည်အသုံးမကျသောဒီတာဝကအပေါ်ကရုဏာတရားကြီးမားလွန်လှပါသည်သို့သောအရှင်ဘုရားတပည့်တော်အားအဘဲကြောင့်ဤနေရာဤဒေသသို့ခေါ်ဆောင်လာခဲ့သည်ကိုတပည့်တော်သိရှိပါဤဒေသရှိလူအများတို့ကလောကီတွင်နှင်မွန်းနေသူများဖြစ်ကြပါသည်အရှင်ဘုရား၏ဒေသနာတော်ကိုသူတို့နားလည်လာအောင်တပည့်တော်မြည်သို့လုပ်ရပါမည်နီတပည့်တော်သည်အရှင်ဘုရား၏တရားတော်ကိုပြန်ပြောပြရန်သာတတ်နိုင်ပါသည်အရှင်ဘုရားအလိုရှိကတပည့်တော်၏ပြောဆိုနိုင်စွမ်းကိုသူတို့နားလည်နိုင်အောင်ပြုလုပ်ပေးသနာတော်မူပါတပည့်တော်ထံတွင်အရှင်ဘုရားအားချစ်မြတ်နိုးစိတ်မရှိပါတရားဉာဏ်လည်းမရှိပါဖေဟာသို့တော့ဘုရားရှင်နာမတော်အပေါ်ခိုင်မြဲသောယုံကြည်မှုရှိပါသည်တပည့်တော်အားတရားဉာဏ်ရှိသောဘုရားရှင်ချစ်မြတ်နိုးခြင်းဟုအတိတ်ပဲတောင်းသောဘက်တီဝေဒန်တဟူသောဘွဲကိုပေးထားပါသည်ယခုအရှင်ဘုရားအလိုရှိပါကထိုဘက်တီဝေဒန်တဟူသောဘွဲနှင့်ထိုက်တန်မှုကိုပေးသနာတော်မူပါဖေဟာလက်မှတ်ကံအဆိုးဆုံးတံပိုးအမဲ့ဆုံးတဖုံးစာ AC ဘက်တီဝိဒန်တဆွာမီဘက်တီဝိဒန်တဆွာမီဟာအမေရိကန်နိုင်ငံမှာပထမအဆုံးအနေနဲ့မိတ်ဆွေတူရဲ့သားဖြစ်တဲ့ဂိုပါလ်အဂရဝါလ်နဲ့ဇနီးဖြစ်သူဆယ်လီတို့နေထိုင်ရာ
ပန်ဆယ်ဗေးနီးယားပြည်နယ်ဘတ်လာမြို့မှာနေထိုင်ခဲ့ပါတယ် The Swami was a friend of my husband's ဆွာမီ father. ကြီးကအိန္ဒိယပြည်အာဂရာမှာနေတဲ့ကျမရဲ့ရောက်ကတိမစ္စတာအဂရဝါလ်ရဲ့မိတ်ဆွေဖြစ်ပါတယ်သူကပဲဆွာမီကြီးကိုစပွန်ဆာပေးဖို့ပြောခဲ့လို့ကျမလုပ်ပေးခဲ့တာပါအဲ့ဒီလိုနဲ့တနေ့ညနေကြီးအချိန်မှာဆွာမီကြီးရောက်လာခဲ့တာဖြစ်တယ်ဘက်လာမှာသူကျမတို့နဲ့အတူတလားလောက်နေသွားပါတယ်ပြီးတော့ကျမကဆွာမီကြီးကိုကိုယ့်ရဲ့ရောက်ကတိလိုချစ်ဖို့တင်ယူခဲ့ပါတယ်သူဟာအလွန်ပဲအကဲဆက်ပြီးတော့ကျင်နာစိတ်ရှိသူတစ်ယောက်ဖြစ်ပါတယ်ကျမဘဝမှာတွေ့ဘူးသမျှလူသားတွေထဲမှာအထူးခြားဆုံးလူသားတဦးလည်းဖြစ်ပါတယ်ဆွာမီစီမှာပိုင်ဆိုင်မှုဆိုလို့ဘာမှမရှိပါဘူးအဲ့ထဲမှာယဟန်ဝတ်ဆုံရှိတယ်လက်နှိပ်ဆက်တစ်လုံးနဲ့သူ့စာအုပ်တွေပဲပါပါတယ်မုံအချောက်အိတ်တစ်ခုလည်းရှိပါတယ်စဉ်းစားကြည့်လိုက်ပါကဘာတချမ်းကိုခရီးဆန့်လာတဲ့သူစီမှာဒါလေးပဲပါတယ်ဒါပေမဲ့ဆွာမီကြီးဟာသူ့အထဲထဲမှာပြေဝစွာပါလာခဲ့တယ်ဆွာမီကြီးဟာချက်စရာအိုးတစ်မျိုးလဲယူလာပါတယ်ကိုယ်တိုင်ချက်စားပါတယ်တကယ်တမ်းပြောရင်ကျမတို့အတွက်ပါချက်ပေးပါတယ်အဲ့ဒီတော့ကသားလေးက6လပဲရှိပါသေးတယ်သားလေး bridge ပထမဆုံးမတက်ထတော့ဆရာတော်ရှိပါသေးတယ်ကလေးမတက်ထတာကိုတွေ့တော့ဆရာတော်ကြီးဟဟပပရီလိုက်တာမပြောပါနဲ့တော့ I enjoyed my association for that 1 month with him about as much as I've enjoyed anything in my life. ဆရာတော်အတွက်ဘတ်လာမြို့ဟာတက်တောင်တက်တာရှိခဲ့ပေမဲ့ဆရာတော်ဟာကမ္ဘာပေါ်မှာအရေးအကြီးဆုံးဒသနာကိုကမ္ဘာပေါ်မှာအထင်ရှားဆုံးမြို့တော်ကြီးတွေမှာဖြစ်တဲ့နယူးယောက်မြို့မှာသာသနာပြုဖို့ဆုံးဖြတ်ခဲ့ပါတယ်ဆရာတော်ဟာအမှတ်182လမ်းကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်3လအကြာမှာဘာသာပြန်တဲ့ tape recorder နဲ့လက်နှိပ်ဆက်ခိုးခံခဲ့ရပါတယ်ဘဂတိဝေဒန္တဆွာမီအခုလိုမိန့်ကြားပါတယ်ကျုပ်ဟာအသက်နဲ့ရင်းပြီးအမေရိကကိုလာခဲ့တာဖြစ်တယ်ကျုပ်ရဲ့ကျမ်းမာရေးကလည်းသိပ်ပြီးကောင်းလှတာမဟုတ်ပါဘူးဘဝရဲ့နေဝင်ချိန်မှာရောက်လာခဲ့တာဖြစ်ပါတယ်တခါတလေမှဘယ်မှနေလို့နေရမှန်းတောင်မသိပါဘူးဒီမှာရှိတဲ့အေးဒဏ်ကိုလည်းခံနိုင်ရည်မရှိခဲ့ပါဘူးကျုပ်တစ်နှစ်လောက်အထီးကျန်စွာနေခဲ့ရပါတယ်ဒါပေမဲ့တယောက်တည်းလို့ဘယ်တော့မှမခံစားရပါဘူးကျုပ်ရဲ့ဘေးနားမှာဂရုဆရာတော်ရှိနေတယ်လို့အမြဲတမ်းခံစားရပါတယ်ဒါကြောင့်အခက်ခဲတွေဒီလောက်များတဲ့ကြားကရည်မှန်းချက်ပြတ်မသွားခဲ့တာဖြစ်ပါတယ်ဘဂတိဝေဒန္တဆွာမီရောက်လာတဲ့အချိန်ဟာအမေရိကမှာခက်ပြက်နေတဲ့အချိန်ဖြစ်ပါတယ်ဗီယက်နမ်စစ်ကြောင့်မကျေနပ်မှုတွေဖြစ်ပေါ်နေခဲ့ပါတယ်တချို့ကအသားရောင်ခွဲခြားမှုတွေဖြစ်နေတယ်လို့မြင်နေကြပါတယ်အဲ့ဒီလိုရောက်ရက်ခတ်နေတဲ့ကာလမှာလူငယ်တွေကယဉ်ကျေးမှုတော်လှန်ရေးကိုသူတို့ဖာသာဆင်နွှဲနေကြပါတယ်အဲ့ဒီလိုအချိန်မှာဘဂတိဝေဒန္တဆွာမီဟာရောက်လာခဲ့တာဖြစ်ပါတယ်အမေရိကန်တွေဟာအစင်တန်းဆိုတဲ့အတားအဆီးကိုချိုးဖျက်ပြီးနီလန်းသစ်ကိုရှာနေတဲ့အချိန်လဲဖြစ်ပါတယ်ဘဂတိဝေဒန္တဆွာမီဟာဘိုဝါရီရပ်ကွက်မှာခဏနေထိုင်ခဲ့ပါတယ်မုကွန္ဒဂိုဆွာမီကဆရာတော်ကြီးနဲ့ပထမဦးဆုံးအကြိမ်တွေ့ဆုံခဲ့ရပုံကိုအခုလိုပြောပြပါတယ်ဆရာတော်ကြီးဟာအမတန်ထူထဲလာတဲ့မျက်မှန်ကိုတတ်ထားပြီးသူ့ရှိမှတက္ကရာဘာသာနဲ့ရေးထားတဲ့စာအုပ်ကြီးတုပ်ဖွင့်လာပါတယ်ဆရာတော်ကြီးရဲ့အတန်းဟာလေးနေပြီးဩဇာရှိလာပါတယ်ဆရာတော်ဟာကျမ်းကိုကျမ်းကားနဲ့စကားပြောပါတယ်ဆရာတော်ကြီးတက္ကရာစာဖတ်တဲ့အခါအတန်းချိုလာပါတယ်ဆရာတော်ဟာကျမ်းတဲ့အကျော်ပညာရှိတဲ့ဦးလည်းဖြစ်ပါတယ်ကျွန်တော်ကတော့စူးစမ်းစိမ့်နဲ့ကြည်နေခဲ့ပါတယ်ဒီလိုသိက္ခာကြီးမြတ်လာတဲ့ယဟန်တစ်ပါးဟာနယူးယောက်မြို့ရဲ့စုတ်ချာချရပ်ကွက်မှာနေတာမြင်ပြီးအံ့ဩနေခဲ့မိပါတယ်ခဏကြာတော့စကားပြောဖို့ဆရာတော်ကြီးအနားကိုကျွန်တော်သွားခဲ့ပါတယ်ကျွန်တော်ကမတ်တက်ရနေပြီးဆရာတော်ကတော့ပလင်အပူလေးမှာတင်ပလင်ခွေထိုင်းနေပါတယ်ဆရာတော်ကြီးကျွန်တော်ကိုမော့ကြည့်ပါတယ်ဆရာတော်ကြီးရဲ့မျက်လုံးတွေဟာရိုးသားလာတဲ့ကလေးတစ်ယောက်လိုရှင်းသန်နေပါတယ်ဆရာတော်စီမှာကျွန်တော်နဲ့စကားပြောဖို့ကဘာပေါ်မှာရှိသမျှအချိန်အားလုံးရှိနေတယ်လို့ခံစားရပါတယ်ဆရာတော်ဟာအချိန်မရှိဘူးဆိုတဲ့လူတွေထဲမှာမပါပါဘူးကျွန်တော်မေးသမျှကိုဖြေကြားပေးပါတယ်တိတ်မကြခင်မှာပဲဆရာတော်ဟာပိုပြီးကောင်းတဲ့ဒုတိယရိပ်သာ second avenue ကိုပြောင်းရွှေ့သွားပါတယ်ကျွန်တော်တို့အခန်းလာကကိုဝိုင်းခံပေးခဲ့ကြပါတယ်အဲ့ဒီနေရာဟာအဲ့ဒီတုန်းကဟစ်ပီဘွားကိုကူးပြောင်းသွားတဲ့လူငယ်တွေတောင်းချီနေတဲ့နေရာဖြစ်ပါတယ်လှပတဲ့ခရစ်ယာန်ဘုရားကျောင်းလေးပါကျွန်တော်မှတ်မိပါတယ် Allen Ginsberg ဟာအဲ့ဒီနေရာမှာပဲစလာခဲ့တာဖြစ်ပါတယ်ထုံးစံအရဆိုရင်တော့ဆွာမီတွေယောဂီတွေဟာချမ်းသာတဲ့သူတွေကြားမှာတွားနေကြလိမ့်ရှိတယ်ပြီးတော့သူတို့ကိုလူချမ်းသာတွေကထောက်ပံ့ပေးကြပါတယ်ခရစ်ယာန်မူတီဟာအထက်ရှေ့ပိုင်းမှာခမ်းနားလာတဲ့အိမ်မှာပြင်သစ်ပရိဘောဂတွေနဲ့စာပတ်ခန်းစတာတွေနဲ့ခန်းခန်းနားနားနေထိုင်နေပါတယ်ကြည့်ရတာတန်းစင်တစ်ခုရဲ့ရောင်ကြီးဒါမှမဟုတ်အလင်းတန်းတစ်ခုဟာနေရာမှန်ကိုကျလာသလိုပါပဲမှောင်မဲနေတဲ့အနှိမ့်ပိုင်းလိုအပ်နေတဲ့နေရာကိုကြာရောက်လာတာဖြစ်တယ်တကယ်တမ်းပြောရရင် Lower East Side ဟာ
အတတ်ပညာရှင်တွေအမှုပညာရှင်တွေနေတဲ့နေရာပါ60ပြည့်လွန်နှစ်များရဲ့လောကုတ္တရာတန်စင်တွေတုံခါနေတဲ့နေရာပါဒီသမိုင်းကိုဆရာတော်ကြီးရေးဖို့ဖြစ်လာခဲ့တာပါပဲ So it seemed historically just move on his part.တငယ်ချင်းတယောက်ကအရင်အပတ်နဲ့သူ့အရင်တစ်ပတ်ကြာတာပဲနေ့က Tompkins Square Park မှာဖြစ်သွားတယ်မြစ်တာပွဲတော်အကြောင်းကိုပြောပြပါတယ်ကျွန်တော်ကလည်းဂူရုတစ်ပါးရှာနေတဲ့အချိန်ပေါ့အဲ့ဒီမှာဘုရားရှင်ခရစ်ယာန်ကျွန်တော်ကိုအဲ့ဒီနေရာပို့ပေးလိုက်တာပါပဲဆရာတော်ကြီးရဲ့တာဝကတွေနဲ့တွေ့ပြီးတဲ့နောက်မှာတော့ဆရာတော်ကြီးဟာတာမန်မဟုတ်ဘူးဆိုတာကျွန်တော်သိလိုက်ရပါတော့တယ် I came here in America in September 1965. I was wandering in the street and some of the boys saw me and gradually they came to me. My mission is to preach the philosophy of Lord Chaitanya, chanting Hare Krishna, Krishna Krishna, Hare Hare, Hare Rama, Rama Rama, Hare Hare. This transcendental vibration will cleanse the dirty things of the mind. It doesn't matter what he is. This transcendental vibration is equally appealing to everyone without any question of language, nationality, creed or caste, because it is coming forth from the depth of the soul. Krishna was all along prepared ဆရာတော်ကြီးကိုတလျှောက်လုံးပြင်ဆင်ပေးတော်မူနေတာဖြစ်ပါတယ်နောက်ပိုင်းမှာဆရာတော်ပရုပါဒ်ကအခုလိုရေးသားခဲ့ပါတယ်ဖျားရှင်ဟာတင်တို့ကိုတယောက်ပြီးတယောက်ခေါ်ယူတော်မူခဲ့တယ်အခုတော့တကူပြသလိုဖြစ်နေပြီဒီလိုသာမဟုတ်ရင်ကျမ်းစာအုပ်နည်းနည်းနဲ့ဖိုးကြီးတယောက်စာအုပ်ရောင်းတဲ့ငွေကစားဖို့တောင်အနိုင်နိုင်ရဲ့သူဘယ်လိုအသက်ဆက်နိုင်ခဲ့ပါမလဲခရစ်ယာန်အနုဒ္ဓရီကိုမိတ်ဆက်ပေးဖို့ဆိုတာမေကွန်းထုတ်ဆရာတော်လိုမယ်မထင်ပါဘူးအခုအချိန်ဟာဗကတိဝဒန္တဆွာမီအတွက်အားတက်စရာနေ့ရက်များပါပဲဆရာတော်ဟာလူငယ်တယောက်ရဲ့အားနဲ့တရားတွေဟောလိုက်ဖခင်ရဲ့ဂုဏ်တော်ကိုသိကျူးလိုက်နဲ့ဆရာတော်ဟာပန်းချံတွေမှာဟရိကೃಷ್ဏဂုဏ်တော်ကိုရွတ်ဆိုခြင်းဖခင်မြတ်ထံတော်ပါသို့မဂ္ဂဇင်းတွေကိုဖြန့်ချီခြင်း Sunday မြစ်တာစားပွဲတွေကိုကျင်းပပြီးဟရိကೃষ্ဏလှူရှားမှုကိုလူထုအကြားအရောက်ပို့နိုင်ခဲ့ပါတယ်ဟရိကೃষ্ဏလှူရှားမှုကြီးဟာအမြင့်တွယ်ခဲ့ပြီဖြစ်ပါတယ်1968ခုရဲ့ဆောင်းဦးမှာတယောက်ယောက်ကကျွန်တော်ကိုနယူးယောက်သတင်းစာဖြတ်စာတစ်ခုပေးပြီးနယူးယောက်စီးတီးမှာစွာမီတဦးရောက်နေတယ်လို့ဆိုပါတယ်အဲ့ဒီတော့အဲ့ဒီပုဂ္ဂိုလ်နဲ့အသင်းကိုတွေ့ရအောင်ဆိုပြီးကျွန်တော်နယူးယောက်ကိုသွားခဲ့ပါတယ်ပထမဦးဆုံးကျွန်တော်ဆရာတော်ရဲ့တပည့်တာဝကတွေနဲ့အဆက်အသွယ်ရပါတယ်ရှင်းရှင်းပြောရရင်အဲ့ဒီတာဝကတွေကိုကြည့်ပြီးကျွန်တော်စိတ်ပြတ်သွားခဲ့ပါတယ်သူတို့ဘာလုပ်နေတယ်ကိုသူတို့မပြောပြတတ်ဘူးထင်ပါတယ်သူတို့စိတ်ထဲမှာကအဲ့ဒါနဲ့ပတ်သက်ပြီးမရှင်းဖြစ်နေတုံးပါဒါပေမဲ့သူတို့ကတကယ်ကိုလေးလေးနက်နက်ရှိပြီးသူတို့လုပ်ငန်းအတွက်ဘဝကိုဆွန့်လွတ်ထားတာတော့သိကြပါတယ်အဲ့ဒီနှစ်ခုကိုကျွန်တော်ကဘလို့ဆက်ဆက်ရမှန်းမသိခဲ့ပါဘူးသူတို့တည်တည်ကြကြမသိပဲစိတ်ထဲမှာဇဝေဇဝါဖြစ်နေတာကတပိုင်း
သူတို့ရဲ့စွန့်လွတ်အနစ်နာခံမှုကတပိုင်းအဲ့ဒါကိုကျွန်တော်မှဆရာတော်ကိုမဖူးခင်အထိစိတ်ထဲမှာဖြစ်နေပါတယ်ဖះเจ้าကိုအကောက်ပေါင်းများစွာသွားပြီးနောက်ဆရာတော်ကိုဖူးလိုက်ရမှဒီအသင်းကြီးအသက်ဝင်နေတယ်ဆိုတာဆရာတော်ကြီးကြောင့်ပါလားဆိုတာသိလိုက်ရပါတယ်ဒါပေမဲ့အထင်ကြီးစရာကောင်းတာကဆရာတော်ဟာသူ့ကြောင့်ဖြစ်နေတာလို့ဘယ်တော့မှမခံယူထားတဲ့အချက်ဖြစ်ပါတယ်ငါကြောင့်ဒါတွေလုပ်ရမယ်ဆိုတဲ့စကားကိုဆရာတော်ဘယ်တော့မှမပြောဘူးပါဘူးဖះရှင်ခရစ်ယာန်အတွက်သင်တို့ဒါတွေလုပ်ပါကျုပ်လည်းဒါလုပ်မယ်လို့သာပြောပါတယ်ဆရာတော်ကဦးပြပြတာဝကတွေကိုသူတို့အတွက်မဖြစ်နိုင်ဘူးဆိုတဲ့အလုပ်တွေကိုပေးတတ်ပါတယ်မဂ္ဂဇင်းတစ်စောင်ထုတ်တာနဲ့ပတ်သက်ပြီးဘာဆိုဘာမှမသိတဲ့ဖတ်ယုံသာဖတ်ဖူးတဲ့တပည့်တယောက်ကိုမဂ္ဂဇင်းထုတ်ဖို့မိန့်ကြားခဲ့ဘူးပါတယ်အဲ့ဒီတပည့်ကသူဘယ်လိုလုပ်ရမလဲလို့မေးပါတယ်ဘဂတိဝိဇန္ဒဆွာမီရဲ့အဖြေကမင်းကိုခရစ်ယာန်ကူညီလိမ့်မယ်တဲ့လူတွေပေါ်မှာဆရာတော်ရဲ့လွှမ်းမိုးနိုင်စွမ်းကအံ့ဩစရာကောင်းလာပါတယ်ဆရာတော်ဟာကိုယုံကြည်မှုစွမ်းအားကိုပေးနိုင်သူဖြစ်တယ်ဒါပေမဲ့သူတို့ကိုပို့ပြီးယုံကြည်မှုဖြစ်စေတာကသူတို့ကိုဥဆောင်လမ်းပြပြုနေပြီးလိုအပ်တဲ့ခွန်အားတွေပေးသနာနေတဲ့ဆရာတော်ဆွာမီကြီးပဲဖြစ်ပါတယ်ဆရာတော်ပရဟုပတ်ကိုနယူးယောက်မြို့ကမပိုင်ဆိုင်ပါဘူးခရစ်ယာန်ဘုရားရှင်သားလင်းပိုင်ဆိုင်တော်မူပါတယ်ဆန်ဖရန်စစ္စကိုမြို့မှာရှိတဲ့တပည့်တချို့ကဆရာတော်ကိုဖိတ်ခေါ်တဲ့အခါဆရာတော်တွားရောက်ခဲ့ပြီးလမ်းပေါ်ကလွတ်လပ်တဲ့လူငယ်တွေကိုဘုရားရှင်ခရစ်ယာန်ဘုရားရှင်ရဲ့ရှေးကြတဲ့ယဉ်ကျေးမှုလောကီလွန်စားစရာနဲ့ထာဝရရွတ်ဆိုခြင်းစတာတွေနဲ့မိတ်ဆက်ပေးခဲ့ပါတယ်အမြဲတမ်းအမြင့်မှနေကြစို့ဟရေခရစ်ယာန်ဂုဏ်တော်ဟာကြီးမားတဲ့စွမ်းအားနဲ့ဟိပီရီရဲ့နှလုံးသားထဲမှာရိုက်ခတ်သွားခဲ့ပြီဖြစ်ပါတယ် Hare Krishna Hare Krishna 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 Hare 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 Rama Hare Rama 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 Hare 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 Krishna Hare Krishna 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 Hare 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 Rama နယူးယောက်မြို့မှာလိုပဲရိုးသားတဲ့သူတွေဆရာတော်ကြီးစီမှာတပည့်ခံယူကြပါတယ်ဟရေခရစ်ယာန်လှုပ်ရှားမှုဟာစတင်ကြီးထွားလာခဲ့ပါပြီဘဂတိဝိဒန္တဆွာမီကိုလည်းလေးလေးစားစားနဲ့ပရဗုပါတို့ခေါ်လာခဲ့ကြပါတယ်ဘုရားရှင်ရဲ့ဘုရောမခြေတော်ရင်းမှာစိတ်ကပ်ထားသူလို့အ내အဓိပ္ပာယ်ရပါတယ်ဆရာတော်ဟာမွန်ထရီယယ်ကနေတပည့်6ယောက်ကိုလန်ဒန်ကိုဆေလွှတ်လိုက်ပါတယ်ယမုနာဒေဝီခုလိုပြန်ပြောင်းပြောပြပါတယ်အဲ့ဒီတော့ကျမတို့လန်ဒန်ထွက်လာခဲ့ပြီးနေစရာလဲအတိအကျမရှိပေမဲ့မွန်ထရီယယ်မှာဆရာတော်ပရုပတ်ရဲ့အားပေးမှုကြောင့်လှုပ်ချင်စောနဲ့ဘုရားရှင်ခရစ်ယာန်အပေါ်မှာအကျွမ်းမဲ့မိခိုပြီးနေခဲ့ပါတယ်အဲ့ဒီမှာနာမည်ကျော်ဘီတယ်အဖွဲ့ဝင်ဂျော့ဂျ်ဟယ်ရီဆန်နဲ့အဆက်အသွယ်ရခဲ့ပါတယ်သူဟာဟရေခရစ်ယာန်ဂါထာတော်ကိုဘလောက်တောင်နဲ့ချိုက်လေဆိုရင်ချက်ချင်းပဲ45မိနစ်စာတက်ပြလို့ရအောင်လို့ပြောပါတယ်ကျမတို့အတန်သွင်းတယ်သူကတော့ပျော်နေလိုက်တာမပြောပါနဲ့တော့နောက်ခံတီးလုံးတချို့ကိုသူကိုယ်တိုင်တိခတ်ပေးပါတယ်အဲ့ဒီလိုနဲ့တက်ပြထွက်ခဲ့တယ်အပယ်ကနေပွဲတွေအတွက်တာဝန်ယူစီစဉ်ပေးပါတယ်ကျမတို့ပြင်သစ်ဂျာမနီရောက်ခဲ့တယ်ရုပ်မြင်သံကြားကနေထုတ်လွှင့်ခဲ့ပါတယ်အဲ့ဒီလိုနဲ့ London Times Sunday Times တို့ကကျမတို့နဲ့ပတ်သက်ပြီးစောင်းပါရေးမယ်လို့ကမ်းလှမ်းကြတယ်ကျမတို့ကတော့ခရစ်ယာန်အနုတ္တိလန်ဒန်တွင်အခြေခံပြီးဆိုတဲ့စာလုံးမဲတွေနဲ့သတင်းကိုဆရာတော်ကြီးစီပြန်ပို့ပေးလိုက်ပါတယ်ခရစ်ယာန်အနုတ္တိတရားတော်ကိုယုံကြည်သက်ဝင်တဲ့လူတွေတဖြည်းဖြည်းရောက်လာကြပါတယ်ဆရာတော်ကြီးကဒိတ်ချာလို့ခေါ်တဲ့သာသနာအတွင်းသွတ်သွင်းပြီးတာဝကအဖြစ်ကိုလက်ခံခဲ့ပါတယ်ဟိန္ဒူတွေရဲ့တေးရိုးမွေးရာပါအခွင့်အရေးဆိုတဲ့ဇတ်စနစ်အပေါ်မှာအခြေမခံပဲလူတစ်ယောက်ရဲ့ရိုးသားမှုအရေးအချင်းပေါ်မူတည်ပြီးဆရာတော်လက်ခံခဲ့တာဖြစ်ပါတယ်အဲ့ဒီလောက်ပွင့်လင်းပြတ်သားတဲ့လောက်ရက်ကိုဘယ်သူကမှမလုပ်ဖူးသေးပါဘူးအနောက်တိုင်းနိုင်ငံသားတွေကိုခရစ်ယာန်ဘုရားရှင်ကိုစီးကပ်တဲ့သူတွေအဖြစ်ကိုပြောင်းလဲပေးနိုင်ခဲ့ပါတယ်အဲ့ဒီလိုအောင်မြင်မှုကိုဆရာတော်ရဲ့လောကုတ္တရာစွမ်းအားနဲ့ကရုဏာကဖြစ်ပေါ်စေခဲ့တာဖြစ်ပါတယ် How old is the movement? Right. From historical point of view, it is about 5,000 years. Why has it just begun to really catch on in the Western world? I mean, just recently, in recent years, has it begun to sweep the Western world? Why is this? The Western world, the younger generation were getting frustrated with the Hippie movement. So, when they saw something tangible,
said, accepted. What things would, if everyone in the United States believed in Krishna to the extent that you do, what would happen to this country? How would it be transformed? They'll be very happy and peaceful. There will be no more hippies. What would you describe as a hippie? Someone who smokes. You know better than me. Something extraordinary. Srila Prabhupada နဲ့ပတ်သက်ပြီးကျွန်တော်ကိုတကယ်စိတ်သက်တက်ကြွစေခဲ့တာကတပည့်တာဝကတွေပေါ်ထားရှိတဲ့အကျွမ်းမဲ့အနစ်နာခံမှုပါပဲ။ Prabhupada အကျဉ်းဆုံးကတပည့်တာဝကတွေနဲ့အတူရှိနေဖို့ပါပဲ။တပည့်တွေအများကြီးလက်ခံပြီးကိုယ်တိုင်အေးစစ်စစ်နေပြီးတပည့်တွေကိုဟိုဟာလို့ဒီဟာလို့ဆိုပြီးခိုင်းစားတာမျိုးမဟုတ်ပါဘူး။ဆရာတော်ကြီးကသူ့အတွက်သူလုပ်တာတဲ့ကျွန်တော်တို့အတွက်အစာပေါင်းများစွာပို့လုပ်ခဲ့ပါတယ်။ပြီးတော့ဆရာတော်ကြီးနဲ့အတူခီးသွားတော့မှဆရာတော်ဟာကျွန်တော်တို့အတွက်ဘလောက်ကြီးမားတဲ့ပေးဆပ်မှုကိုပေးထားတယ်ဆိုတာကိုသိလိုက်ရပါတယ်။နေမကောင်းဖြစ်နေတဲ့အချိန်မှာတော့တရားဟောသာသနာပြုပါတယ်။စိတ်ပူတတ်ပါတယ်။သူဖန်တီးခဲ့တဲ့အသင်းကြီးဘယ်လိုများလေပတ်နေလဲဆိုတာကိုလည်းမေးတတ်ပါတယ်။တယောက်ချင်းဘယ်လိုရှိနေလဲဆိုတာလည်းမေးပါတယ်။ကျွန်တော်တို့ရဲ့တကူကြီးလူအပ်ချက်တွေအတွက်လည်းအမြဲတမ်းစိတ်ပူတတ်ပါတယ်။ဘုရားဟာလူသားမှမဟုတ်ပါဘူး။သူဖြစ်ချင်တာတစ်ခုတည်းကသူပေးတဲ့မေတ္တာကိုပြန်လည်တုံ့ပြန်ဖို့ပါပဲ။ကျွန်တော်တို့ပြန်ပြီးတုံ့ပြန်ပြီးဆိုရင်တော့ပို့ပြီးပေးမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်အတွေ့အကြုံရပြောရမယ်ဆိုရင် Srila Prabhupada ဆရာတော်ဟာကျွန်တော်ဘဝတစ်ခုလုံးကိုပုံအပ်ပြီးပေးနိုင်သူလို့သာပြောချင်ပါတယ်။ Srila Prabhupada ရဲ့အတွေ့အကြုံအရ Krishna အနုဒ္ဓရီကျင့်စဉ်ဟာပက်လက်ကလထိုင်မှာထိုင်ပြီးတွေးနေရမယ့်ဒသနမဟုတ်ပါဘူး။အချိန်ပိုင်းလောက်ရတဲ့ဘာသာရေးအလုပ်လည်းမဟုတ်ပါဘူး။ဒါဟာဘဝရဲ့နေနည်းတစ်ခုဖြစ်ပါတယ်။လူတစ်ယောက်ရဲ့နိုင်ငံရေးစီးပွားရေးနဲ့လူမှုရေးပြဿနာတွေကိုဆုံးခန်းတိုင်သွားစေမဲ့လောကုတ္တရာယဉ်ကျေးမှုတစ်ခုဖြစ်ပါတယ်။ Prabhupada ဟာ12နှစ်အတွင်းမှာကဘာကြီးကို14ကြိမ်ပတ်ပြီးသာသနာပြုခဲ့ပါတယ်။တာဝကတွေကိုအားပေးရင်းစိတ်ဝင်စားတဲ့သူတွေကို Krishna အနုဒ္ဓရီတရားပေးရင်းခရီးလှည့်လည်သွားလာခဲ့တာဖြစ်ပါတယ်။ Actually, nothing is private property. Everything belongs to God. We have stolen God's property and claims life. Paradox is, the Englishman gained, but he left the property of the English. It was there. America, it was there. But everything is beginning to be there. And immediately come and claim, this is my property and right. ပြည့်စုံကြွယ်ဝတဲ့ Krishna အနုဒ္ဓရီယဉ်ကျေးမှုကိုပြန်လည်အသက်သွင်းဖို့ Prabhupada ဟာဖျားကိုဗဟိုပြုပြီးဘယ်သူအပေါ်မှာမှမမီခိုရတဲ့လေယာအခြေပြုလူမှုအဖွဲ့အစည်းကိုရိုးရိုးချစ်မြင့်မြင့်ကြံဆိုတဲ့သဘောတရားပေါ်မှာအခြေခံပြီးတည်ဆောက်ဖို့ညှော်လင့်ခဲ့ပါတယ်။အဲ့ဒီရည်မှန်းချက်ရဲ့ပထမဆုံးစီမံကိန်းကိုဧကပေါင်း133ကျယ်ဝန်းတဲ့အနောက်ဗာဂျီးနီးယားပြည်နယ်ကတောင်တန်းပေါ်မှာစတင်ခဲ့ပါတယ်။ Prabhupada ကအဲ့ဒီလေယာစီမံကိန်းကို New Vrindavan ဆိုပြီးဘုရားရှင်ရှရီကရစ်နာပွင့်တော်မူရာမြင့်မြတ်ဌာနီကိုရည်စူးပြီးအမည်ပေးခဲ့ပါတယ်။1982မှာတော့ Krishna အနုဒ္ဓရီမူလာရန်ကျောင်းကိုအမေရိကန်နိုင်ငံ Texas ပြည်နယ် Dallas မြို့မှာစတင်တည်ထောင်ခဲ့ပါတယ်။ Srila Prabhupada ဟာပုံမှန်သင်ကြားမှုနဲ့အတူတရားပါပေးမဲ့မူလာရန်ကျောင်းကိုလက်တွေ့ကျကျမိတ်ဆက်ပေးခဲ့ပါတယ်။ဆိုလိုတာကဆရာတွေတီလမြင်ရင်ဂုရုကူလာကျောင်းဟာစံပြဖြစ်နေပါမယ်။ပညာရေးမှာကောင်းပေမဲ့ဆရာတွေကာမမှုမှာစောင့်ထိန်တာမူရည်အရက်သေးစာမတောက်တုံးတာမရှိတဲ့ကျောင်းဟာအင်မတန်ရှားပါတယ်တော်တော်ကိုရှားပါတယ်။ Krishna အနုဒ္ဓရီမှာတော့ဆရာတွေဟာဖြူစင်တဲ့အလုပ်ကျွေးဆိုတဲ့အဆင့်မှာရှိနေရပါတယ်။ကလေးဆိုတာအတုမြင်အသက်တင်တတ်တဲ့အတွက်ဆရာတွေပြောတာထက်ဆရာတွေလုပ်တာကိုလိုက်လုပ်တတ်ကြပါတယ်။ဒါတွေဟာဂုရုကူလအတွက် Srila Prabhupada ချမှတ်ပေးတဲ့အခြေခံသဘောတရားတွေကတချို့ပဲဖြစ်ပါတယ်။ Prabhupada ဆရာတော်ဟာတပည့်တာဝကများလောကုတ္တရာမှာတိုးတက်လာဖို့ရည်ရွယ်ပြီးဘုရားရှင်ရဲ့ရုပ်ပွားတော်မြတ်ကိုပူဇော်ကိုးကွယ်တဲ့နီလန်းများကိုလည်း
တဖြည်းဖြည်းမိတ်ဆက်ပေးခဲ့ပါတယ်ပရဘုပတ်အခုလိုရှင်းပြပါတယ်ခရစ်ယာန်ဘုရားရှင်ကိုလက်ရှိအာယုံတွေနဲ့နားလည်နိုင်မှာမဟုတ်ပါဘူးဒါပေမဲ့ဘုရားရှင်ဟာကရုဏာတော်ကြီးမားစွာနဲ့ကျွန်ုပ်တို့ရဲ့အလို့အကျွေးကိုလက်ခံတော်မူဖို့အတွက်ရုပ်ပွားတော်အဖြစ်ပွင့်တော်မူပေးတာဖြစ်ပါတယ်ဘုရားရှင်ရဲ့ရုပ်ပွားတော်ကိုကြီးညိုမြတ်နိုးလာပြီးဆိုရင်လောကီအပေါ်မှာတွေ့တာစိတ်တွေကိုမေ့သွားကြမှာဖြစ်ပါတယ်ရုပ်ပွားတော်မြတ်ကိုအလို့အကျွေးပြုလာတဲ့အခါဘုရားရှင်အပေါ်မှာဖြူစင်တဲ့မေတ္တာဖွံ့ဖြိုးလာမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်ုပ်တို့ရဲ့ဘဝတွေဟာအောင်မြင်ပါပြီဩစတြေးလျနိုင်ငံမဲလ်ဘုန်းမြို့မှာဘုရားရှင်ခရစ်ယာန်ရဲ့ပွင့်တော်မူခြင်းဖြစ်တဲ့ကျိတ္တညမဟာပရဝုရဲ့ရုပ်ပွားတော်ကိုရွှေလာပရဘုပတ်ဟာအနေကစားတင်ပေးပြီးကိုးကွယ်ခွင့်ပြုခဲ့ပါတယ် We have restored the deity here in your country. You are very fortunate that Chaitanya Mahaprabhu has come to your country to teach you how you become free of all anxiety. This is Chaitanya Mahaprabhu's mission. Everyone is full of anxiety, but everyone can be free from all the anxieties if he follows the path chalked out by Sri Chaitanya Mahaprabhu. And people are followed in this age. The method also has been offered very easily. They have been recommended simply to chant the holy name of God. အမေရိကကိုစတင်ရောက်ရှိပြီး9နှစ်ကြာမြင့်တဲ့အချိန်အထိပရဘုပတ်ဟာခရစ်ယာန်အနုတ္တိတရားကိုအနောက်တိုင်းသားတွေကိုသာလျှင်ပေးအပ်ခဲ့ပါတယ်1981ခုနှစ်နိုဝင်ဘာလမှာတော့တပည့်တာဝကတွေနဲ့အတူဒယ်လီမြို့ကိုကြွရောက်ခဲ့ပါတယ်ဒယ်လီမြို့တော်ဝန်ကပြည်တော်ပြန်ပြည်ချစ်ကြီးတူဦးကိုကြိုဆိုတဲ့ပုံစံနဲ့ဆရာတော်ကြီးကိုကြိုဆိုခဲ့ပါတယ်ပရဘုပတ်ဟာဘုရားရှင်ကျိတ္တညမဟာပရဝုရဲ့ဩဝါဒကိုခုလိုကိုးကားခဲ့ပါတယ်အိန္ဒိယပြည်မှာမွေးလာတဲ့လူတိုင်းသည်ခရစ်ယာန်အနုတ္တိကိုပြန်ပွားစေခြင်းဖြင့်လူသားအလုံးကိုအကျိုးပြုကြပါဒယ်လီမြို့မှာကျင်းပတဲ့တရားပွဲမှာဆရာတော်ကြီးရဲ့အနောက်တိုင်းတာဝကတွေကိုလာရောက်ကြည့်ရှုဖို့နဲ့ဆရာတော်ကြီးရဲ့တရားကိုနာယူဖို့အတွက်ပရိသတ်3000ညစဉ်တက်ရောက်ခဲ့ပါတယ်ကျုပ်ကအနောက်တိုင်းကကျုပ်ရဲ့တပည့်တာဝကတွေကိုအိန္ဒိယပြန်ခေါ်လာတဲ့အခါပြည်သူတွေကနေတဲ့စင်ပြူတော်တွေကိုလာကြည့်ကြလိမ့်မယ်ဆရာတော်အဲ့လိုပြောတဲ့အခါကျတော့ကျွန်တော်တို့ကလည်းဆရာတော်ရဲ့ကနေတဲ့စင်ပြူတော်ဖြစ်ရတာကိုပြောလို့မဆုံးပါဘူးဒါဟာဆရာတော်ကျွန်တော်တို့အပေါ်ထားတဲ့အထူးမြတ်တာလို့ခံယူပါတယ်အိန္ဒိယပြည်မှာဆရာတော်ကြီးတာသနာပြုဖို့ကျွန်တော်တို့စင်ပြူဖြစ်ရတာဟာဆရာတော်ကြီးရဲ့မြတ်တာကိုခံယူခွင့်ရတာပဲလို့ခံယူလိုက်ပါတယ်အနောက်ဘင်္ဂလားပြည်နယ်နဗဒရစ်ကဘေရင်အကျော်တယောက်ကဘရုပတ်ရဲ့ဓာတ်ပုံကိုကြည့်ပြီးအခုလိုဟောလိုက်ပါတယ်ဒီပုဂ္ဂိုလ်ဟာကဘာသူကဘာသားအလုံးငြိမ်းချမ်းစွာနေနိုင်မဲ့အင်ကြီးတစ်ဆောင်စောင့်နိုင်မဲ့သူဖြစ်တယ်ကျွန်တော်ကအဲ့ဒီအကြောင်းကိုဘရုပတ်ကိုပြောပြတော့သူကဟုတ်တယ်ဒါဟာကျုပ်ရဲ့မစ်ရှင်ပဲခရစ်ယာန်အနုတ္တိရှိစွာနဲ့ကဘာတစ်ခုလုံးငြိမ်းချမ်းစွာနေနိုင်လိမ့်မယ်လို့ပြန်ပြီးမိန့်ကြားပါတယ်ခရစ်ယာန်အနုတ္တိအသင်းကြီးကဘာတစ်ခုလုံးမှာပြန့်နှံ့နေတဲ့အချိန်မှာပရဘုပတ်ဟာအိန္ဒိယပြည်မှာလဲဒီအသင်းကြီးခိုင်ခိုင်မာမာအမြင့်တွယ်ဖို့စတင်လှုပ်ဆောင်ခဲ့ပါတယ်ဆရာတော်ဟာကျိတ္တညမဟာပရဝုရဲ့ပွင့်တော်မူရာဌာနီဖြစ်တဲ့မာယာပူကိုတွားရောက်ခဲ့ပါတယ်ဘုရားရှင်ရဲ့နာမဂုဏ်တော်ကိုစုပေါင်းပြီးရွတ်ဆိုခြင်းကိုစတင်ခဲ့သူဟာကျိတ္တညမဟာပရဝုပဲဖြစ်ပါတယ်မာယာပူမှာဆရာတော်ဟာမြေတကွက်ဝယ်ပေးပြီးတပည့်တာဝကတွေကအပြည့်ပြည့်ဆိုင်ရာတဲခိုခန်းတစ်ခုကိုစတင်ပြီးဆောက်ခဲ့ပါတယ်။ဆောက်လုပ်ရေးနဲ့ပတ်သက်ပြီးဘာဆိုးဘာမှမသိတဲ့တာဝကတွေအတွက်ကတော့မလွယ်လှပါဘူး။
ဆရာတော်ကြီးကလိုအပ်တာတွေကိုလမ်းညွှန်ပေးပြီးအားပေးရှာပါတယ်ဆရာတော်ဟာမိမိတို့ကတဲအိမ်ကလေးထဲမှာနေရရင်လဲပြောပါတယ်ဒါပေမဲ့တဲထိုးပြီးနေရင်ဒီနေရာကိုဘယ်သူမှလာမှာမဟုတ်ဘူးလို့မိန့်ပါတယ်ဒီမြေဒီဒေသကိုဖွံ့ဖြိုးအောင်လှုပ်လာနိုင်လေလူတွေကိုဆွဲဆောင်နိုင်လေဖြစ်လိမ့်မယ်ဆရာတော်ကြီးကနားလည်မှုကျောင်းတော်ကြီးကိုတိဆောက်လိုပြီးကမ္ဘာမှာအကြီးဆုံးနက္ခတ္တဗျာကန်းကြီးအပါအဝင်ကျောင်းတွေဆိုင်တွေလေယာတွေပါတဲ့လောကုတ္တရာမြို့တော်နဲ့တကွတိဆောက်ခြင်းခဲ့ပါတယ်အဲ့ဒီအပြင်ဘုရားရှင်ရှီခရစ်ယာန်ကိုကိုးကွယ်စည်းကပ်တဲ့ဘုရားကျောင်းပေါင်းများစွာအဲ့ဒီမြို့တော်မှာပါဝင်မှာဖြစ်ပါတယ်ဘုရားရှင်ခရစ်ယာန်ကိုကြီးညိုစည်းကပ်တဲ့စိတ်ဟာအိန္ဒိယပြည်သူပြည်သားတွေရဲ့နှလုံးသားမှာကိန်းဝတ်နေပြီးဖြစ်ပါတယ်လူတော်တော်များများဟာဆရာတော်ကြီးရဲ့အသင်းကိုအားပေးခဲ့ကြပြီးဆရာတော်ထံပါမှာတပည့်တာဝကအဖြစ်ကိုခံယူခဲ့ကြပါတယ်ကရစ်ယာန်အနုဒ္ဓရိဘုရားကျောင်းနဲ့10မိုင်ပတ်လည်မှာဘယ်သူမှထမင်းမငတ်ဆရာဘူးလို့လဲဆရာတော်မိန့်ကြားခဲ့ပါတယ်1982မှာဆရာတော်ကြီးရဲ့လမ်းညွှန်မှုနဲ့တပည့်တာဝကတွေက ISKCON Food for Life လို့ခေါ်တဲ့ဘဝအတွက်အာဟာရအစီအစဉ်ကိုစတင်ခဲ့ပါတယ်မာယာပူမှာတိုးတက်မှုတွေဖြစ်ပေါ်လာတဲ့အချိန်မှာဆရာတော်ဟာကမ္ဘာတိုက်ကြီး6တိုက်ကတာဝကတွေကိုနှစ်စဉ်ကျင်းပတဲ့ဘုရားရှင်ကျိတ္တနမဟာပရဗုရဲ့ပွင့်တော်မူတဲ့ပွဲတော်ဂေါရပုဏ္ဏိမာမှာပါဝင်ဆင်နွှဲဖို့ဖိတ်ခေါ်လိုက်ပါတယ်ဆရာတော်ကတပည့်တွေကိုဖြူစင်စေခြင်းပြီးအင်အားတွေရှိလာစေခြင်းခဲ့ပါတယ်ပရုပဒဟာဗရင်ဒါဝန်ကိုလည်းတပည့်တွေကိုခေါ်သွားပြီးမြင့်မြတ်ဌာနီများကိုကိုယ်တိုင်ကိုကြလိုက်ပို့ပြီးဘုရားရှင်ပွင့်တော်မူစဉ်ကဇတ်တော်တွေကိုရှင်းပြခဲ့ပါတယ်တပည့်တွေကတော့ယမုနာမြစ်ကမ်းမှာရေချိုးပြီးလန်းလန်းဆန်းဆန်းဖြစ်နေကြပါတယ်ကာလင်ဒီဇာမနာဇယဇယမဟာဗံဇာဇရာခေဇာယခရစ်ယာန်ဇာဇရာဗံအိန္ဒိယရဲ့တကယ့်အချက်ချာတီးပွားရေးမြို့တော်ဖြစ်တဲ့မွန်ဘိုင်းမှာလည်းဆရာတော်ပရဗုပတ်ဟာမြေကွက်တစ်ကွက်ကိုဝယ်ယူခဲ့ပါတယ်ပရဗုပတ်အတွက်နေစရာတဲတစ်လုံးသာရှိပေမဲ့ပရဗုပတ်ကအပြည်ပြည်ဆိုင်ရာယဉ်ကျေးမှုစင်တာတစ်ခုဖြစ်လာလိမ့်မယ်ဆိုတာကိုကြိုတင်သိမြင်နေခဲ့ပါတယ်ဆရာတော်ကြီးရဲ့ရည်မှန်းချက်ကဖြစ်နိုင်သမျှလူများစွာကိုကရစ်ယာန်အနုဒ္ဓရိရှိနေထိုင်တဲ့ဘဝရဲ့ချမ်းမြေ့မှုကိုသိစေလိုပြီးအဲ့ဒီလိုဖြစ်လာဖို့စာပေတွေအတွေ့အခေါ်အလိုကျွေးပရှာဒမ်ကတဆင့်ပြန်ပွားစေလိုခဲ့ပါတယ်အဲ့ဒီလိုဖြစ်လာမှလူတွေဟာငြိမ်းချမ်းစွာနဲ့ပျော်ရွှင်စွာနေထိုင်သွားနိုင်မှာဖြစ်ပါတယ်ဘုံပေမျိုးကစက်မှုလုပ်ငန်းပိုင်ရှင်ကြီး ND ဒေဆိုင်ကအခုလိုပြန်ပြောင်းပြောပြပါတယ်1981နဲ့1989ကြားမှာပရဗုပတ်ကိုကျွန်တော်အကြိမ်ပေါင်းများစွာတွေ့ခဲ့ရပါတယ်တွေ့တဲ့အခါတိုင်းမှာကျွန်တော်ဟာဆရာတော်ကြီးကိုအပြစ်ရှာဖို့အားထုတ်ခဲ့ပါတယ်ဆရာတော်ကြီးကိုဒေါသထွက်မလားလို့လုပ်ခဲ့သလိုနောက်ဆုံးဆရာတော်ဟာလောဘကြီးမကြီးကျွန်တော်စမ်းသပ်ခဲ့ပါတယ်ဒါပေမဲ့ဆရာတော်ကိုဘာအပြစ်မှရှာလို့မရခဲ့ပါဘူးစီးပွားရေးသမားတွေဖြစ်တဲ့ကျွန်တော်တို့ဟာနေ့စဉ်လုပ်ငန်းတွေလုပ်တဲ့အခါတခြားသူရဲ့အားနည်းချက်ကိုရှာတတ်ကြပါတယ်အားနည်းချက်သိတဲ့အခါအဲ့ဒါကိုအမျက်ထုတ်ဖို့ကြိုးစားကြပါတယ်ဒါပေမဲ့ဒီသူတော်စင်ကတော့ဘယ်တော့မှစိတ်ဖောက်ပြန်နေဆိုတာမရှိပါဘူးပရဗုပတ်ဟာကိလေသာကင်းပြတ်သူဖြစ်ပါတယ်လောဘဆိုတာလည်းမရှိပါအဲ့ဒီအပြင်ဆရာတော်ဟာမနာလိုဝန်တိုစိတ်တစိုးတစည်းမှမရှိတဲ့သူပါနောက်မှကျွန်တော်အမှန်ကိုသိသွားခဲ့ပါတယ်ဆရာတော်ဟာလူတာမန်မဟုတ်ပါဘူးဘုရားရှင်ရဲ့တကူကိုရရှိထားတဲ့သူသာဖြစ်ပါတယ်ကျုပ်ရဲ့အိမ်မက်တွေတဖြည်းဖြည်းနဲ့အကောင့်ထဲပေါ်လာနေတာမြင်နေရပြီလို့ပရဗုပတ်မိန့်ကြားခဲ့ပါတယ်ဘုံပေမြို့မှာကျယ်ဝန်းလှတဲ့စကြင်ကျောက်နဲ့တိဆောက်ထားတဲ့ဘုရားကျောင်းကြီးကဇယုံစားတောက်ဆိုင်စာကြည့်တဲ့အပါအဝင်9ထပ်မြင့်တဲ့အမွှာဟိုတယ်ကိုလည်းတိဆောက်ပြီးစီးနေပြီဖြစ်ပါတယ်မာယာပူမှာစီစဉ်ထားတဲ့အတိုင်းလောကုတ္တရာမြို့တော်ဟာလည်းဖွံ့ဖြိုးလာနေပါပြီHare Krishna Hare Krishna 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 ရင်ဒါဝန်မှာထင်ရှားတဲ့ကရစ်နဘလရမ်ဘုရားကျောင်းအပြည့်ပြည့်ဆိုင်ရာတက်ခိုရိပ်သာအလဲရန်ကျောင်းဂုရုကုလစီမံကိန်းလည်းဖြစ်ပေါ်နေပါပြီဆရာတော်ကြီးပရဗုပတ်က ISKCON ကိုဘုရားကျောင်းများစားတောက်ဆိုင်များ Institute ကျောင်းတွေလေယာစီမံကိန်းစုစုပေါင်း100ကျော်ပါဝင်တဲ့အဖွဲ့အစည်းအဖြစ်မြင်ပါတယ်චෛතन्य မဟာပရဗုကတ
တနေ့နေ့တစ်ချိန်တွင်ဘုရားရှင်ရှရီခရစ်ယာန်ရဲ့နာမတော်သည်ကမ္ဘာနေရာအနှံ့မြို့တိုင်းရွာတိုင်းတွင်ရွတ်ဆိုလိမ့်မည်လို့နှစ်ပေါင်း900အရင်ကဗျာဒိတ်တော်ထားရှိခဲ့ပါတယ်1980ပြည့်နှစ်မှာဟရေခရစ်ယာန်ဆိုတဲ့စကားလုံးဟာလူတိုင်းသိတဲ့စကားလုံးအဖြစ်ကိုရောက်ရှိခဲ့ပြီဖြစ်ပါတယ် Когда я впервые встретил первых вайшнавов, я помню, ကျွန်တော်ပထမဆုံးကြိမ်ဟရိခရစ်ယာန်ကိုတွေ့တော့ကအံ့ဩလို့မဆုံးပါဘူးဒါပါလဲဆိုပြီးစဉ်းစားနေခဲ့မိပါတယ်ဝတ်ထားတဲ့အဝတ်ဆိုးနေတာတွေသပင်ရိပ်ထားတဲ့ဥကောင်းဒါတွေကတော်တော်လေးကိုထူးဆန်းနေခဲ့ပါတယ်ကျွန်တော်အတွက်ကြောင်တယ်လို့ထင်ခဲ့ပါတယ်ဒါပေမဲ့ဒီအသင်းကိုပို့ပြီးသိလာတဲ့အခါကျတော့ကျွန်တော်နားလည်ခဲ့တဲ့ခရစ်ယာန်အယူရဲ့အနှစ်သာရနဲ့အံ့ဩစရာကောင်းလောက်အောင်ဒူးနေပါတယ် а именно လောကီစီစဉ်တွေမခံစားဖို့တရားတွေအားလုံးကိုမေတ္တာထားဖို့အဲ့ဒါတွေပေါ့ сострадание ко всем живым. အားလုံးကိုမေတ္တာပေးဖို့မျှဝေဖို့ပျော်ရွှင်ဖို့လူသားတယောက်ဆောင်ယူခဲ့တဲ့လောကုတ္တရာကျင့်ကြံမှုတစ်ခုဟာလူသားများစွာရဲ့ဘဝမှာဘယ်လိုထင်ဟပ်နေလဲဆိုတာကျွန်တော်အတော်လေးအထင်ကြီးလေးစားမိပါတယ် Стольких людей. ကျွန်တော်အမြင်အရဆရာတော်ကြီးရဲ့ပေးဆပ်မှုဟာအမ်တန်အရေးပါပြီးရေရှည်တည်တတ်မှာလည်းဖြစ်ပါတယ် И останется для потомков на века. ရှရီလာပရုပါဒ်ဟာငယ်စဉ်ကလေးဘဝကကောလကတာမြို့အိမ်မှာသူငယ်ချင်းတွေနဲ့အတူရတ်ထတရာပန်းရထားပွဲတော်ကိုကျင်းပခဲ့ပါတယ်နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာအဲ့ဒီရတ်ထတရာပွဲတော်ကိုပဲကမ္ဘာမြို့တော်ကြီး20ကျော်ရဲ့အဓိကလမ်းမကြီးတွေပေါ်မှာဆရာတော်ကျင်းပနိုင်ခဲ့ပါတယ်ပရိသတ်ထောင်တောင်းချီတက်ရောက်ခဲ့ပါတယ် Everywhere I see they're trying to manufacture this skyscraper building, imitating your country. So, if you kindly become Krishna conscious and chant and dance in ecstasy, emotional love of God, the whole world will follow you and it will be Vaikuntha, there will be no more trouble. Thank you very much. Hare Krishna, Hare Krishna, Krishna Krishna, Hare Hare, Hare Rama, Hare Rama, Rama Rama, Hare Hare, Hare Krishna, Hare Krishna, Krishna Krishna, Hare Hare, Hare Rama, Hare Rama, Hare Krishna, Hare Krishna, Krishna Krishna, Hare Hare, Hare Rama, Hare Rama, Rama Rama, Hare Hare, Hare Krishna, Hare Krishna, Krishna Krishna, Hare Hare, Hare Rama, Hare Rama, Rama Rama. ပရိသတ်များစွာရှိနေသည်ဖြစ်စေပရိသတ်နည်းနည်းရှိနေသည်ဖြစ်စေတဦးဒီရှိနေတဲ့အချိန်မှဖြစ်စေဆရာတော်ကြီးရဲ့ဘုရားရှင်ထံပါထားရှိတဲ့ချစ်မြတ်နိုးမှုကိုတိတိတသာတွေ့နိုင်ပါတယ် Boli Hari Jai Jego Rangne Namanai Narohai Lemodai Radhe Muni Boli Hari Jai Gauranga Gulate Jhure Nikolila Tare Jhure Gauranga Gulate Jhure Nikolila Tare Sejana Bhakati Ante Kahu Hariကဘာကြီးရဲ့ဘယ်နေရာမှာရှိသည်ဖြစ်စေလုံနေကြအလုပ်တွေကိုဆရာတော်လုပ်လေရှိပါတယ်တိတ်ဆိတ်တဲ့မနဲ့စောစောမှာတော်တော်ဝေးဝေးအထိလမ်းလျှောက်သွားလေရှိပါတယ်အတူပါလာတဲ့တပည့်တွေဧည့်သည်တွေနဲ့ရင်းရင်းနှီးနှီးရှိတဲ့အချိန်လည်းဖြစ်ပါတယ်အပေါ်ယံနဲ့အနှစ်သာရမဲ့တဲ့အတွေးအခေါ်တွေကိုထိုးနှက်ပြီးတပည့်တွေကိုအတွင်းကြကြနားလည်မှုပေးအပ်တဲ့အချိန်လည်းဖြစ်ပါတယ်မနဲ့လမ်းလျှောက်ပြီးရင်ဆရာတော်ဟာဘ
ဖះเจ้าမှာရုပ်ပွားတော်တွေကိုကြိုဆိုနှုတ်ခွန်းဆက်တဲ့ Deity Greetings ဆိုမှုကိုတက်ရောက်ပါတယ်ဖះရှင်ကိုပြတ်ဝတ်ရှိခိုးပါတယ်ပြီးရင် Srimad Bhagavatam ကျမ်းလာတရားရည်အေးကိုတပည့်တွေကိုတိုက်ကြွေးလေးရှိပါတယ်But nobody can say that I have got all the riches. That's not. If somebody can say that I have got all the riches, he is God. That is spoken by Krishna. Nobody has said in the history of the world. Krishna says, Bhoktaram Jagvadhamutao Sarvarupamayasam. I am the enjoyer of everything. And I am the proprietor of all the universe. Who can say that? That is God. ညနေခင်းများမှာရှီလာပရဥပတ်ဟာဧည့်သည်များနဲ့တွေ့ဆုံပါတယ်ဒီနေရာ Los Angeles မြို့မှာပရဥပတ်ဘာသာရေးဆိုင်ရာကျွမ်းကျင်သူတွေနဲ့တွေ့ဆုံနေပါတယ် Like your property, your family, your bank balance, your skyscraper building, all things. Correct. Correct. This is God. Now understand God? To believe or not believe, God will come one day. He will take you, take your everything, and get up. That is stated in the Bhagavad Gita. So those who are not believer in God, to them I come as death and take away. Yes. That one has to believe. Yes. As sure as death, then God is here. So unless one is mad man, he cannot say there is no God. Anyone who denies the existence of God is a mad man. Better to say he's blind, he's stupid, mad is the sum total of all stupidity. ပရဥပတ်ဟာဘယ်နေရာကိုပဲရောက်ရောက်စာရေးတဲ့အလုပ်ကိုတော့မပြတ်မကွက်လုပ်ပါတယ်မိုးမလင်းခင်အိယာကနေထပါတယ်နိုင်ပေါင်းများစွာထိုင်ပြီးဘာသာပြန်ပါတယ်မူလတက္ကထနဲ့ဘင်္ဂါလီစာပေကနေဖတ်ရှုပြီးရှင်းလင်းချက်တွေကိုလည်းရေးသားပါတယ်ရှီလာပရဥပတ်လောကကိုပေးအပ်သွားခဲ့သမျှတွေထဲမှာဆရာတော်ကြီးပြုစုသွားခဲ့တဲ့ကျမ်းစာတွေဟာအဓိကပဓာနဖြစ်ပါတယ်ဘာသာပေါင်း28ခုနဲ့ထုတ်ဝေခဲ့တဲ့စာအုပ်ပေါင်းတန်း60ဖြန့်ချီတာကိုဆရာတော်ပရဥပတ်ကိုယ်တိုင်မြင်တွေ့ခဲ့ရပါတယ်ထင်ရှားတဲ့အဓိကတက္ကသိုလ်ကြီးများကပါမောက္ခများစွာဟာပရဥပတ်ရဲ့စာပေတွေကိုသင်ရိုးအဖြစ်အသုံးပြုခဲ့ကြပါတယ်ဆရာတော်ကြီးရဲ့စာအုပ်တွေမှာလည်းအမှားစာချီးမွမ်းစာတွေကိုရေးသားပေးခဲ့ကြပါတယ်ဘာသာပြန်ကျမ်းတွေဥမာဘဂဝတ်ဂီတာကျမ်းတော်တော်များများကိုကျွန်တော်ဖတ်ဖူးပါတယ်အားလုံးကဖျားမဲ့အတွဲတွေရောနေပါတယ်ဒီကျမ်းမှာတော့ဖျားကိုချစ်မြတ်နိုးသူတယောက်ရဲ့အငွေ့အသက်တွေတကယ်စစ်မှန်တဲ့ဘာသာပြန်ဆိုချက်တွေဘဂဝတ်ဂီတာရဲ့ရည်ရွယ်ချက်အမှန်ကိုဆရာတော်ပြန်ဆိုထားတာကိုဝမ်းမြောက်စွာတွေ့ရပါတယ်1982ခုနှစ်မှာစတင်တည်ထောင်ခဲ့တဲ့ Bhaktivedanta Book Trust ဟာရှီလာပရဥပတ်ရဲ့စာပေတွေကိုသာပုံနှိပ်သောပုံနှိပ်ဌာနဖြစ်ပါတယ်။ကမ္ဘာပေါ်မှာအိန္ဒိယဒသနာနဲ့ဘာသာရေးစာပေတွေကိုထုတ်ဝေတဲ့အကြီးဆုံးဌာနလည်းဖြစ်ခဲ့ပါတယ်။ရှီလာပရဥပတ်အတွက်လောကုတ္တရာတရားဉာဏ်ကိုစာပေအဖြစ်ထုတ်ဝေခြင်းဟာနောင်နှစ်ပေါင်း1000အထိတည်ရှိမဲ့ဟရေကೃಷ್ಣလှုပ်ရှားမှုကြီးရဲ့အဓိကအခြေခံဖြစ်တယ်လို့ခံယူပါတယ်။
1989ခုနှစ်မှာကျမ်းမာရေးချွတ်ယွင်းနေတဲ့ကြားကဆရာတော်ဟာကမ္ဘာအနှံ့လှည့်လည်ပြီးသာသနာပြုခဲ့ပါတယ်1989ခုနှစ်ဖေဖော်ဝါရီလမှာကမ္ဘာပေါ်မှာအကြီးဆုံးဘာသာရေးစုအုံမှုပွဲတော်ဖြစ်တဲ့ကွမ်ဘမေလာပွဲတော်ကိုအိန္ဒိယပြည်အီလာဟာဘတ်မြို့မှာကျင်းပနေတာဖြစ်ပါတယ်ဂင်္ဂါမြစ်မှာရေချိုးဖို့လူတွေတန်းနဲ့ချီပြီးရောက်ရှိနေကြပါတယ်နေမကောင်းပေမဲ့ဆရာတော်ဟာအဲ့ဒီပွဲတော်ကိုကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်ဆရာတော်ရဲ့တာဝကတွေကကေတန်တီကျူခဲ့ကြပါတယ်ကျမ်းစာပေတွေနဲ့ Back to Godhead magazine တွေကိုဖြန့်ချီခဲ့ကြပါတယ်တကယ်တမ်းပြောရရင်ပရုပတ်ကအစတည်းကသူဟာကျွန်တော်တို့နဲ့အတူအမြဲမရှိနိုင်ဘူးလို့ပြောခဲ့ပါတယ်26ရိပ်သာလမ်းကအင်းဆိုင်မှာစဖွင့်ပြီးလာနေငယ်ကြမှာဆရာတော်အသေးအတန်နေမကောင်းဖြစ်ခဲ့ပါတယ်နှလုံးရောဂါအတက်ရခဲ့ပါတယ်ကျွန်တော်တို့ကိုထားရိတ်ခဲ့တော်မယ်လို့တော့ထင်မိပါတယ်ဆရာတော်သတိစကားပြောခဲ့ပါတယ်ကျုပ်ကအသက်ကြီးပြီအချိန်မီထွက်သွားနိုင်တယ်သတိပေးခဲ့ပြီးပါပြီဘုရားဟာအမြဲတမ်းသူရှိနေမယ်ဆိုတဲ့မောဟဖုံးနေသူမဟုတ်ပါဘူးဒါပေမဲ့ပြောခဲ့တာတခုရှိပါတယ်ကျုပ်ရဲ့ဩဝါဒတွေအမြဲတမ်းကြံရှိနေမယ်ဘုရားဟာကျွန်တော်တို့ကိုသူ့ရဲ့လမ်းညွှန်မှုဩဝါဒတွေကိုတသွေးမတိတ်လိုက်နာဖို့ကိုယ့်ရဲ့အစွမ်းစားကိုအသုံးချပြီးအဲ့ဒီဩဝါဒတွေနဲ့အညီဘုရားရှင်ခရစ်ယာန်ကိုအလုပ်ကျွေးပြုဖို့အစတည်းကလေ့ကျင့်သင်ကြားပေးခဲ့ပါတယ်ကျမ်းမာရေးတစားချွတ်ယွင်းလာတဲ့ကြားကဆရာတော်ဟာဘုံဘေမှာကျင်းပတဲ့တရားပွဲမှာညစဉ်တရားဟောကြားခဲ့ပါတယ်မေလမှာကျမ်းမာရေးအတွက်အနားယူဖို့ဟိမဝတ္တတောင်ကြီးမှာရှိတဲ့ Rishikesh ကိုခရီးထွက်ခဲ့ပါတယ်အဲ့ဒီနေရာမှာလဲရင်းနှီးတဲ့တာဝကတွေကိုဩဝါဒတွေပေးခဲ့ပါတယ်အောက်တိုဘာလမှာတော့ဆရာတော်ဟာနောက်ဆုံးနေ့ရက်များကိုကုံဆုံးဖို့အတွက်နေခဲ့ကြနေအိမ်ဖြစ်တဲ့ဘုရားရှင်ခရစ်ယာန်ပွင့်တော်မူရာရင်ဒါဝန်ကိုပြန်ပြီးကြွခဲ့ပါတယ်ရုပ်ပိုင်းဆိုင်ရာအားနည်းနေပေမဲ့ဆရာတော်ကြီးရဲ့စိတ်နဲ့သတိဟာကြည်လင်လှပါတယ်ဆရာတော်ကြီးဟာသူ့ဘဝမှာအရေးကြီးဆုံးဘာသာပြန်ဆိုမှုဖြစ်တဲ့ရှီမတ်ဘာဂဝတမ်ကျမ်းကိုအိယာထဲမှာလဲနေတဲ့အချိန်မှတောင်ပြန်ဆိုခဲ့ပါတယ်နောက်ဆုံးအချိန်မတိုင်မီအထိပြန်ဆိုသွားခဲ့ပါတယ်1989ခုနှစ်နိုဝင်ဘာလ14ရက်နေ့ဂျေဇုရှင်အာဆီယာဆရာတော်ကြီး AC ဘဂတိဝဒန္တဆွာမီဘရုပတိကျွန်ုပ်တို့အားလုံးကိုထားရကထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်အကြောင်းအရာအမျိုးမျိုးကိုအတိတ်ပဲထောင်ချီဖွင့်ဆိုတတ်သောတရားအသည့်ကိုထောင်ချီသောနီးဖြင့်ရှင်းပြတတ်သောထောင်ပေါင်းများစွာသောတာဝကတို့၏မိရှုတစောင်ဖြစ်တော်မူသောဆရာတော်ပရုပတိဘုရားရှင်ခရစ်ယာန်ထံတော်ဘာသို့ပြန်လဲကြွသွားခဲ့ပြီဖြစ်ပါတယ်စိကတုတာဝကများအပေါ်တနာကရုဏာထားရှိတော်မူသောကြောင့်ဘုရားရှင်ရှီခရစ်ယာန်သည်ကျွန်ုပ်တို့အားသူတော်စင်တစ်ပါးနှင့်ထိတွေ့ခွင့်ကိုပေးသနာတော်မူခဲ့၏ယခုမူဘုရားရှင်သည်ထိုထိတွေ့ခွင့်ကိုပြန်လဲရုပ်သိမ်းတော်မူခဲ့လေပြီသို့တော်ထူးခြားသည်ကပရုပတိကျွန်ုပ်တို့နှင့်အတူရှိနေ၏ဂျေဇုရှင်အာစရိယဆရာတော်ကြီး AC ဘဂတိဝဒန္တဆွာမီပရုပတိသူပေးအပ်ခဲ့သောဩဝါဒအဆုံးအမများနှင့်အတူသူအားချစ်မြတ်နိုးသူတို့၏နှလုံးသားတွင်လမ်းညွှန်မှုပေးရန်ထာဝစဉ်ရှိနေမှားသာဖြစ်ပါတော်သည်Krishna Krishna Hare Hare Hare